ဘိုလ်ချုပ်ထွန်းမြတ်နိုင်တည်သွားပြီဘိုလ်ချုပ်ထွန်းမြတ်နိုင်ဒဏ်ရာရသွားပြီလို့ရတဲ့ဒဏ်ရာကိုဘင်္ဂလားဒေ့ရှ်မှာကုနေရတယ်ဆိုတော့ပြောကြတယ်ဗျာကျွန်တော်လွန်ခဲ့တဲ့4 ရက်လောက်ကဘင်္ဂလားဒေ့ရှ်ကိုရောက်ပြီးကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနတွေနဲ့ရောဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ရောကျွန်တော်တွေ့ခဲ့တယ်ဗျမရှိဘူးတဲ့အဲ့ record မရှိဘူးတဲ့ဒါကျွန်တော်အမှန်ပြောပြတာနော်ကျွန်တော်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဓာတ်ရိုက်ဆက်သွယ်လိုက်ရင်ချက်ချင်းရတယ်ဘာဖြစ်လို့မဆက်သွယ်လဲသိလားပညာရှင်တွေကအချင်းမဟုတ်ဘူးလေအပြင်ကသတင်းတွေအချက်လက်တွေစုဆောင်းပြီးတော့မှဘိုလ်ချုပ်ထွန်းမြတ်နိုင်လိန်နေရင်လေမင်းကလူလိန်တယောက်ဆိုတော့ကျွန်တော်ပြောဖို့အတွက်ကျွန်တော်ကဘင်္ဂလားဒေ့ရှ်ကိုသွားခဲ့တာဗျသိလားကျွန်တော်သွားတဲ့အချိန်မှာဘိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်တဲ့အချက်လက် information ဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးရဲ့ကျန်းမာရေးဝန်ကြီးဌာနမှာရောနိုင်ငံခြားရေးဝန်ကြီးဌာနမှာရောပြည်ထရေးဝန်ကြီးဌာနမှာရောဘာမှမရှိပါဘူးတဲ့โอเคနော်โอเคအဲ့ဒါနဲ့ကျွန်တော်ကဘင်္ဂလားဒေ့ရှ်ညနေ3 နာရီလောက်မှာကျွန်တော်အိန္ဒိယကိုဆက်သွားတယ်ဗျလေယာဉ်နဲ့သွားတာဗျအိန္ဒိယကိုညမျိုး3 နာရီ4 နာရီ5 နာရီ6 နာရီ9 နာရီခွဲမှာကျွန်တော်ရောက်တယ်ဗျကျွန်တော်သွားမယ် destination ကိုလေယာဉ်နဲ့โอเคအိန္ဒိယ Congress Party ထဲမှာကျွန်တော်အမျိုးတွေရှိတယ်ဗျကျွန်တော်ကိုရှယ်မျိုးကိုဗျအဲ့ဒါနဲ့ကျွန်တော်ကအမျိုးတွေအိန္ဒိယလက်ရှိနေတဲ့ပါလီမန်တွတ်တော်တွေကအမျိုးတွေရဲ့အိမ်ထဲမှာကျွန်တော်နေထိုင်ပြီးတော့ကျွန်တော်လာရခြင်းအကြောင်းရင်းကိုကျွန်တော်ရှင်းပြတယ်ဗျာအမျိုးတွေကိုအိန္ဒိယမှာလည်းဒီ information မရှိဘူးတဲ့ဒါကျွန်တော်တက်ပြောပြတာနော်ဆိုတော့ကျွန်တော်အိန္ဒိယကအဲ့ဒီ information ကိုသုံးတရားကြောက်ပြောင်းလဲထားသလားဆိုတော့မရှိဘူးတဲ့အဲ့ဒါနဲ့ကျွန်တော်အိန္ဒိယကကျမ်းမာရေးဝန်ကြီးနဲ့ကျွန်တော်တွေ့ခဲ့ပါတယ်ပြီးတဲ့အခါကျတော့အိန္ဒိယရဲ့လုံခြုံရေးဆိုင်ရာနယ်စပ်ဒေသကွန်မန်ဒါချုပ်နဲ့လည်းကျွန်တော်တွေ့လာမရှိဘူးတဲ့သူတို့မှအဲ့ဒီ information မရှိပါဘူးတဲ့အဲ့ဒါနဲ့ကျွန်တော်ပြန်လာတယ်ပေါ့ဗျာကျွန်တော်နားခိုတဲ့နေရာလေးကိုပြန်လာပြီးတော့ကျွန်တော်ကအဲ့ဓာတွေကိုလေကျွန်တော် laptop နဲ့ကျွန်တော်အကုန်လုံးကိုရိုက်ပြီးသူတို့ပြောတာတွေအားလုံးကိုမြန်မာပြည်ကတက်နေတဲ့ဘောမဒီအားလုံးတင်ပြနေတဲ့ဥစ္စာကိုကျွန်တော်အသေးချဗျာ AI လဲပါတယ်မအိုင်နာတွေလဲပါတယ်ပေါ့လေ AI ဆိုတာကလည်းဟို AI ကတော့ generally သူကရှင်းပြနိုင်တယ်ဒါပေမဲ့အတိအကျတော့မဟုတ်ဘူးဗျတိကျသွားအောင်လုပ်ပြီးတော့မှကျွန်တော်ဘင်္ဂလားဒေ့ရှ်အစိုးရရောအိန္ဒိယအစိုးရရောကျွန်တော်ပြောတယ်ကျွန်တော်ပို့ပေးတယ်သူတို့မှအဲ့ဒီ information အချက်လက်မရှိပါဘူးတဲ့ဒါကျွန်တော်အမှန်ပြောပြတာနော်အဲ့ဒါနဲ့ငါဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဆက်သွယ်လိုက်ရင်ကောင်းမလားပေါ့နော်ဆိုတော့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ကိုကျွန်တော်ဆက်သွယ်ဖို့အတွက်လက်ရှိဖြစ်နေတဲ့အခြေအနေကအမေရိကန်သဘောထားကဘာလဲပေါ့လေအမေရိကန်သဘောထားကမင်းအစိုးရဖြစ်နေသလားမင်းအစိုးရမဖြစ်ဘူးလားပြီးတဲ့အခါကျတော့မင်းကိုတော်လှန်ပုန်ကန်နေတဲ့သူကဘယ်သူတွေဖြစ်နေတယ်ဆိုတဲ့အယူဆ၃ခုရှိတယ်ဗျာကျွန်တော်တွေးတယ်ဗျာတွေးတော့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဥဆောင်မှုအောက်မှာလှုပ်ရှားနေကြတဲ့ဆောင်ရွက်နေကြတဲ့
ရဲဘော်ရဲဘက်တီအားလုံးကဘာသာရေးကြောက်တော်လှန်နေတာမဟုတ်ဘူးဗျာဒါကျွန်တော်အမှန်တိုင်းပဲပြောတာဆိုတော့အဲ့ဒါဆိုရင်ခဏအစ္စလမ်တော်လှန်ရေးပေါ့ဗျာဘာသာရေးကဆောင်ရွက်နေတာနဲ့ကွဲပြားနေတဲ့ကိစ္စကိုကျွန်တော်အင်ဂျူတော်ကိုပြန်ပို့တယ်ဗျဒါကျွန်တော်တက်ပြောတာဆိုရင်အဲ့ဒါ तू ကဘာပြောလဲဆိုတော့ဘုကျုပ်ထွန်းမြတ်နိုင်ကိုမင်းအဆက်အသွယ်ရလားတဲ့သူတို့ကမေးတယ်ကျွန်တော်ပုဂ္ဂိုလ်တော့မပြောဘူးဗျာအဲ့ဒါနဲ့ကျွန်တော်ဘုကျုပ်ထွန်းမြတ်နိုင်ကိုကျွန်တော်ဆက်သွယ်သွားတဲ့အချိန်မှာကျွန်တော်အဆက်အသွယ်ရခဲ့ပါတယ်လို့သူတို့ပြောတယ်လို့မသိသေးပါဘူးထိခိုက်ဒဏ်ရာရရှိထားတာလဲမရှိပါဘူးလို့ကျွန်တော်အတီးပြုတ်ပေးဖို့အတွက်ကျွန်တော်ဒေါ်လာ4000ကျော်လောက်ကုန်တယ်ဗျာဘင်္ဂလားဒေ့ရှ်အိန္ဒိယအဲ့တစ်ခုထဲမှာကိုကျွန်တော်တိုင်ပတ်တာဗျာဟုတ်ပြီနော်ဒါကြောင့်မနာလိုမှုနဲ့မတရားမှုအကြောင်းကျွန်တော်ပြောပြချင်လို့ပါဆိုလိုချင်တာကမြန်မာစစ်တပ်ကြီးကဗိုလ်ချုပ်ဘူးကြီးမင်းအောင်လှိုင်အခုတမ္ပရဦးမင်းအောင်လှိုင်ကခင်ဗျအဲ့လိုတော့မလုပ်ပါနဲ့ဗျာခင်ဗျစိုက်ဝါးတွေအရင်မထဲ့နဲ့ဗျာခင်ဗျအဲ့ဒီစိုက်ဝါးထဲ့မဲ့လူတွေကိုလည်းခင်ဗျမပြောင်းမြင်ပေးနဲ့ဗျာဒါတွေကအမှန်တရားမဟုတ်ဘူးဗျာကျွန်တော် IIJ လေ International Investigation Journalism ဗျာဆိုတော့ကျွန်တော်တို့ကဓာရီအကုန်လိုက်တယ်ဗျာကဲဟုတ်ပါပြီမနာလိုမှုဆိုတာဘာကိုခမည်းတော်မနာလိုတာလဲလို့ကျွန်တော်ပြောချင်တယ်ရခိုင်မှာခမည်းတော်ပဲဟိုတယ်85စုံဆောက်ထားတာလေစီးပွားရေးစုံ6ခုလေဒါမဲ့ရခိုင်ကစတင်ကြောင်းကခေါင်မိုးမီးမလုံဘူးလေဟုတ်တယ်မလားအခုမှမဟုတ်ဘူးနော်အရင်နဲ့ဖြစ်ခဲ့တာကိုကျွန်တော်ပြောပြတာပါဆိုတော့သူတို့လည်းသူတို့ရဲ့ရပိုင်ခွင့်လေးသူတို့ရဲ့လုံခြုံမှုလေးလိုချင်တာဗောဗျာခင်ဗျအိမ်ကြီးရခိုင်ပဲရှိတယ်လေဗမာစကုံမှာဗမာကြီးအိမ်ဆိုတာမရှိဘူးလေဒါကိုလည်းကျွန်တော်ပြောခဲ့ပြီးပြီလေဒါဆိုရင်ခင်ဗျားတို့ဆုံးရှုံးသွားတဲ့ဟိုတယ်ဇုံတွေခင်ဗျားတို့ရခိုင်ပြည်နယ်ကိုကြားဖြန့်နေရောပေါင်းပြီးရောင်းစားခဲ့တဲ့မြေဧက9,800,000တောင်ရှိတယ်နော်ဖူးလီလိုက်မောင်မောင်ရဲ့ဝယ်ယူတီဆောက်မှုအတွင်းရေးမှုလောက်ခဲ့တဲ့အကောင်ကကျွန်တော်စီမှာဒူးထောက်အညံ့ခံပြီးတော့ဒီ data တွေပေးထားတာလေရခိုင်ပြည်တပြည်လုံးကအလုတ်လုတ်ရမယ်မြေဧကပေါင်း9,800,000ကိုတရုတ်ဆိုရတဲ့ကိုခင်ဗျားတို့ထည့်ခဲ့တာလေဟုတ်တယ်မလားဒါကျွန်တော်အခုကျွန်တော်ပြောဘာအဖက်မှလည်းမပါဘူးဗျာဟောဘာမှကိုမပါတာဗျာကျွန်တော်ပြောနေတာကျွန်တော်ထွက်မပြောသေးဘူးဆိုတာကျွန်တော်သိကြအောင်စုံစမ်းနေတာဆိုတော့ဒါဆိုရင်ကဲဟုတ်ပါပြီတမ္မရာကြီးဦးမင်းအောင်လှိုင်လို့ပဲပြောရွေးတုတမ္မရာပဲပြောဘာတမ္မရာပဲပြောကြိုက်တာပြောကျွန်တော်ပြောတာလေဟုတ်ချုံမှုစနစ်တွေရင်ကျေးမှုစနစ်တွေစီမံခန့်ခွဲမှုစနစ်တွေကုန်သွယ်ရေးစနစ်တွေငွေကြေးသုံးစွဲမှုစနစ်တွေအားလုံးကအတူပူးပေါင်းဖြတ်တန်းလာတဲ့ဒီကြောရိုးကိုထွန်းမြတ်နိုင်ကိုလည်းငါတို့ငယ်တိတ်နည်းမယ်ကဲဘိုလ်ချုပ်ထွန်းမြတ်နိုင်ပြီးရင်နောက်တစ်ယောက်လာရင်ငါတို့ငယ်တိတ်နည်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားနေတာကမှားနေတယ်လို့ဒါကိုပြောချင်တာခင်ဗျားတို့ပြောတဲ့ဘိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်ပြီးတော့ဒဏ်ရာရသွားပြီးမတာပေါ်နေပြီးခင်ဗျားတို့ AI နဲ့လုံနေတဲ့အချိန်မှာကျွန်တော်လေရင်စီးပြီးတော့ကျွန်တော်ဘင်္ဂလားဒေ့ရှ်ကိုသွားတယ်ကျွန်တော်အိန္ဒိယကိုသွားတယ်โอเคဘာမှလည်းအချက်လည်းမရှိဘူးဗျာတွေ့လည်းမတွေ့ရဘူးဗျာအိန္ဒိယဆိုရင်ဒီကွန်ကရစ်တော်ထဲမှာကျွန်တော်အမျိုးတွေအများကြီးဗျာကျွန်တော်က
ဘိုးရှင်မျိုးကိုဗျပြီးတော့အိန္ဒိယထည့်ထားတဲ့ထောက်လန်းရေးဘောင်းစုံဘင်္ဂလားဒေ့ရှ်မှာရှိတယ်ဗျာဘင်္ဂလားဒေ့ရှ်ကလည်းထောက်လန်းရေးဘောင်းစုံအိန္ဒိယတွေကိုထည့်ထားတယ်ဗျာအဲ့ဒီနှစ်ဖက်ထောက်လန်းရေးဆက်တွယ်တဲ့ချက်လက်တွေမှလည်းမရှိဘူးဗျာဟုတ်ပြီဒါကိုအသစ်ဆန်ဖြစ်ရသလားလို့ခင်ဗျားတို့ပြောရင်အရင်တော့ဒုဦးစီးချုပ်စည်ရေးဦးစီးချုပ်ဒေါက်တာတူကိုဘိုးချုပ်ထွန်းမြတ်နိုင်အောက်ကဒေါက်တာညိုထွန်းအောင်ကိုခင်ဗျားတို့အဲ့လိုပဲလုပ်ခဲ့တာလေဒါပေမဲ့အဲ့ဒါမဟုတ်ဘူးလေမှားနေတယ်လေကျွန်တော်ပြောချင်တာကကျွန်တော်တို့တိုင်းပြည်ကိုဘာဖြစ်လို့ခင်ဗျားတို့သတင်းအမှားအတွေးခေါ်မှာအသိမှန်နဲ့တိဆောက်မှာလဲ